ဖိုက်ပါမှာတငယ်ချင်းတယောက်ကိုအလွယ်ကူဆုံးရှာတဲ့နီးလန်းလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ဖိုက်ပါလေးကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီမိုးဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်အပေါ်ကိုနည်းနည်းဆွဲတင်လိုက်ပါပြီးရင်ဒီမှာWindows ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်ဒီနေရာမှာဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပါဒီလိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်က continue လေးကိုနှိပ်လိုက်ပါ continue လေးကိုနှိပ်လိုက်ပြီးဆိုရင်တော့ဒီမှာသူ့အောက်ကကြာလာပြီဖြစ်ပါတယ်အဲ့တော့ဒီအောက်က six continue ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူ့အောက်ကိုတွေ့ရပြီဖြစ်ပါတယ်ဒီနည်းလမ်းတိုင်းမဲ့လွယ်ကူဆုံးသွားရှာကြည့်ပါဒီလိုမျိုးရှာလိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အောက်ကိုလွယ်တကူတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းတိုင်းမဲ့သွားလို့ကြည့်ပါအားလုံးပဲအဆင်ပြေကြပါသည်ရှင်